မဟုတ်ခင်သိထားရမယ့်အချက်အနည်းငယ်ကိုပြောပြပေးခြင်းပါတယ်ရှက်တဲ့သူတွေအနေနဲ့ကတော့ကြော်သွားပေးပါရှင်ကျမ်းမာရေးဗဟုသုတအနေနဲ့ပြောပြပေးခြင်းဖြစ်ပါတယ်အမျိုးသားတွေအတွက်အရေးကြီးတဲ့အချက်အနည်းငယ်ကိုပြောပြပေးသွားပါမယ်။ဘာကြာမှုတ်မယ်ဆိုရင်တော့အန်နီရဲ့ကင်းကင်းနဲ့ဘာကြာမှုတ်တတ်ဖို့တော့လိုပါတယ်။ဘာကြာမမှုတ်ခင်ဂရင်းတန်ရှင်းထားဖို့လိုပါတယ်။ကိုးစားတတ်တဲ့အမျိုးသားတွေအနေနဲ့ဘာကြာမမှုတ်ခင်တစ်နာရီလောက်အလိုမှာကြိုတင်ပြီးတော့ဂရင်းတန်ရှင်းထားဖို့လိုပါတယ်ရှင်။ကိုးထဲမှာပါတဲ့ဓာတုပစ္စည်းတစ်မျိုးကအဲကာလီ pH ကိုဖြစ်စေပါတယ်။အမျိုးသမီးရဲ့မိန်းမဘိုကအက်ဆစ်ဓာတ်ပါတဲ့ pH level တစ်မျိုးကိုထွက်ပါတယ်။အဲကာလီ pH ပါတဲ့သတွေးနဲ့အမျိုးသမီးရဲ့မိန်းမဘိုနဲ့ထိတွေ့မယ်ဆိုရင်ယားယံတာတွေအပူလောင်တာတွေအရေပြားပုံးပဲ့တာတွေဖြစ်နိုင်ပါတယ်အခုလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်နောက်ဆက်တွဲယောဂတွေအနေနဲ့လိမ်မတဆင့်ကူးစက်တဲ့ယောဂတွေ HIV လိုယောဂ B ပိုး C ပိုးတွေကာလာသားယောဂတွေနဲ့ရေယုံယောဂတွေဖြစ်ပွားနိုင်တယ်လိမ်မတဆင့်ကူးစက်တဲ့ယောဂတွေနဲ့မပါဘဲနဲ့တခြားပိုးမွှားတွေပါဝင်ရောက်နိုင်ပါတယ်အခုလိုကူးစက်နိုင်တဲ့ယောဂါတွေဖြစ်တတ်တာကြောင့်မို့လို့ကိုးစားတတ်တဲ့အမျိုးသားတွေအနေနဲ့ဂရင်းတန်ရှင်ရေးလုပ်ဖို့ကအရေးကြီးပါတယ်ရှင်။ကျမ်းမာရေးဘူးတုတလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့ဒီအကောင့်လေးကို follow လုပ်ဖို့မမေ့နဲ့နော်။